ကဲကျွန်တော်တို့တွေဒီပုံလေးဆွဲကြည့်ရအောင်နော်ဒီပုံလေးကတော့ဘာမှတော့အရင်မခိုင်းပါဘူးဒီမှာကြည့်ပါကျွန်တော်တို့ကဘာပုံစံဖြစ်နေလဲဆိုတော့ polygon နော် polygon ပုံစံဖြစ်နော်ပြီးတော့ကျွန်တော်တို့ polygon မှာကျွန်တော်တို့ဒီသင်တန်းမှာတော့တည့်ရတိုင်းမှာလဲ page တစ်ခုလည်းရရင်ဆွဲလို့ရပြီလေဒီကောင်ကဘာ page လောက်ထားဆိုတော့ဒီအနာတစ်ဖက်က layer ကိုပေးထားပြီးတာเนาะအနာတစ်ဖက်က data ကိုပေးထားပြီးတော့ဆွဲလို့ရပါတယ်เนาะဘယ်နှစ်နားလဲဒီမှာเนาะ2 4 6နားပေါ့เนาะ okay very easy ပါကျွန်တော်ဆွဲကြည့်လိုက်เนาะ okay အဲကျွန်တော် new မှာ acat iso ဆွဲလိုက်မယ်ပြီးတော့ကျွန်တော်တို့ကလိုရိုးလို့စင်ရပါလဲဆိုရင် sayana ana ဟုတ်တယ်နော်ဒီလိုရှိရင်က grade တွေဖြုတ်ဒါတော့ကျွန်တော်တို့เนาะဒါ auto mode နဲ့ on ဒါ objects နဲ့ကိုအမြဲ on ထားမှာကဲပါလဲ polygon 60ကဲလွယ်ပါတယ်ပြီး draw panel ထဲမှာရှိတယ် draw panel ထဲမှာမှဒီ rectangle အောက်မှာရှိပါတယ်เนาะ polygon ဆိုတော့เนาะအဲကောင် click နေလိုက်ရ polygon ကကျွန်တော်တို့ကတော့အမှန်တော့ဗဟုကံပေါ့ပမာလိုကတော့ဗဟုကံခေါ်ပါကဲ number တဲ့เนาะ enter number of size เนาะ size ကအနာဘယ်နှနာလိုချင်တယ်ကျွန်တော်တို့လိုချင်တဲ့အနာဘယ်လောက်လဲ6နာเนาะ1 2 3 4 5 6เนาะ6နာဆို6ပေါ့เนาะဆန္ဒနေလိုက်အောင်အဲ့မှာကျွန်တော်တို့ဒီမှာသူပြောတယ် specify center of polygon ဆိုပြီး click တော့မနှိပ်ပါနဲ့ဘာလို့ဆိုတော့သူပေးချက်ဒီ h လို့ခေါ်တဲ့ h ပေါ့နော် h လို့ခေါ်တဲ့ဒီအနာအလျားနဲ့ဆွဲမှာဆိုတော့ကျွန်တော်ကဘာလုပ်ရမလဲ e enter နှိပ်ပေးရမှာနော်ဒီမှာ h မှာလေနော် e enter နှိပ် mouse နဲ့ဒီမှာ click နှိပ်လိုက်ရနော်အတူတူပဲ e enter က e က capital letter ဖြစ်နေလို့နော်ရပါပြီ page specify first endpoint of h လဲပါတယ် first endpoint ကိုလောက်ခိုင်းတယ် click နှိပ်မယ်ပေးနေမှာလို့လားနော်တက်လာပြီ second endpoint ဒီဘက်ကိုသွားဘယ်လောက်လဲ60ရထားပါပဲ very easy နော် very nice သူကတော့ဒီလို downlight ကချွန်နေတော့ကျွန်တော်ဒီကောင်ကဘာလုပ်မလဲ rotate လှည့်လိုက်ပေါ့နော် RO enter နှိပ်လိုက်ပြီ rotate select လို့ဒီကြားထဲမှာပဲ click နှိပ်ပြီးတော့ auto mode on ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့90ရိုက်မရိုက်ရင် auto mode on ထားတဲ့အတွက်ကြောင့်မို့ဒီလိုမျိုး downlight ကိုအချွန်လို့ဖြစ်နေတော့ဒီတိုင်းလေးကိုဗာလဲ click နှိပ်ရေးရေးတာနှိပ်ချလိုက်ပါနော် rotate ပါဟုတ်ပြီးတော့ဘာလုပ်မလဲနောက်တစ်ခုစဉ်းစားကြည့်နော်နော်တော့ဘာလုပ်မလဲဆိုစဉ်းစားကြည့်စဉ်းစားလိုက်တဲ့ကတော့ကျွန်တော်ကဘာတွားတွေ့တယ်ဆိုတော့ဒီမှာကျန်ဒီလိုလေးစဉ်းစားလိုက်ဒီဘက်တစ်ခုရရင်ဟုတ်တယ်နော်ဒီလိုမျိုးလေးလေဒီမှာတွေ့လာဒီမှာဒီဘက်ချမ်းအပေါ်ချမ်းရဲ့အောက်ချမ်းရဲ့မှာကျွန်တော်နှစ်ခုလုံးဆွဲလိုက်တော့မှာပေါ့နော်နော်အဲ့ဒီအပေါ်ချမ်းအောက်ချမ်းရလို့ရှိရင်ချမ်းတာကိုလေကျွန်တော်တို့က array နဲ့ polar array နဲ့လုပ်လိုက်ရပြီလားဒီတစ်ခုတည်းစဉ်းစားရလေဒါပဲလေနော်အဲ့ဒီတစ်ခုတည်းစဉ်းစားရအဲ့ကျွန်တော်ဒီနေရာလေးပဲစဉ်းစားအဲ့လိုစဉ်းစားနေမှာတော့10ကျင်းနေတယ်ဒီလို10ဆိုချမ်းတာတွေက automatically understood 10တွေတော့ပဲယူစားပါတော့အားလုံးဟာ10ဒီကွာဆိုဒါလေးစဉ်းစားပါโอเคဒါလေးစဉ်းစားဖို့အတွက်ဒီမှာကျကျွန်တော်တို့ဘာလို့အောင်လဲကျင်းနေတဲ့ diagonally line တွေကိုဒီမှာတွေ့လားဆက်ပေါ်ပြီး offset တွေပြစ်လိုက်တာပါပဲနော်လွယ်နော်ဒီ diagonally line ဆွဲပြီး offset တွေပြစ်ဒါဆိုရပါပြီကဲဒါဆို diagonal line တွေဆိုရင် line enter click to click enter နောက်တစ်ခါ enter ဆိုရင် line command ကိုပြန်ရောက်ပါတယ် click to click enter နောက်တစ်ခါ enter ဆိုရင်เนาะ line command ကိုပြန်ရောက်ကဲကျွန်တော်ဒီနေရာကိုပဲစိတ်ဝင်စား offset ပြစ်မယ်ဘယ်လောက်လဲ30တွေเนาะဒီမှာအဲ့ဒီမှာလေကျွန်တော် offset ပြစ်တဲ့ခါကျရင်ဒီအနားနေဒီကောင် offset ပြစ်မဲ့ခါကျရင်ဒီနားကိုเนาะဒီလို offset တွေပြစ်မယ် vertical ကို offset ပြစ်မယ်အဲ့ဒီမှာဒီအနားကြတော့လေသူကဘာဖြစ်လဲဆိုတော့ polygon ကဘာဖြစ်နေလဲဆိုတော့သူရဲ့ group ပုံစံဖြစ်နေတော့ကျွန်တော်တို့ကဘာလုပ်ရလဲเนาะ control 1ပြကြည့်မယ်နော်ဒီမှာကျန် polygon 2ဆိုမဲ့ဒီကောင်ကဘာ polyline လိုမျိုးသူကဇက်တိုက်လိုဖြစ်နေတော့ကျွန်တော်အဲ့ကောင်ကိုလေ segment တွေဖြစ်သွားအောင်เนาะအခုချင်းစီဖြစ်သွားအောင်ကျွန်တော်တို့ကဘာလုပ်မလဲဆို explode လုပ်ချလိုက်ဘာလို့ offset ဖြစ်ချင်လို့တကယ်လို့ offset ဖြစ်တယ်ကောင်အထဲတွေကိုအကုန်လုံးပါလာမှာလေဥမာ o enter 10ဆိုလို့ရှိရင်ဒီလိုဖြစ်သွားတယ်လေကျွန်တော်အဲ့လိုအကုန်လိုချင်တာမဟုတ်ဒီနေရာလေးပဲလိုချင်တာနော်အဲ့ဒါကျွန်တော်ဘာလုပ်မလဲအဲ့ဒီကောင်ကို polyline တွေကို segment လို့ခေါ်တဲ့နော် line တွေ add တွေဖြစ်ချင်လို့ရှိရင်တော့ကျွန်တော်ဘာလုပ်ရလဲ explode လုပ်ထားတယ်နော်explode ကျွန်တော် modify panel ထဲမှာရှိပါတယ်ဒီမှာနော် explode လေနော် play နေလိုက်မယ် select object explode လုပ်မဲ့ကောင်ဒီကောင်မှာပြင် enter လာနေချလိုက်ပါ okay ပြန်ရွေးကြည့်လိုက်ပါ okay ရနော်အဲ့တော့ offset တွေပြင်မယ်ကဲမျိုးလုံးနဲ့မြင်အောင်ကြည့်အောင်နော်ကျွန်တော်ဒီလိုလုပ်မယ်နော်ဒီလိုကတစ်ခုနှစ်ခုเนาะအဲ့လားလေးဖြစ်ချက်เนาะဒီဘက်လည်းအဲ့တိုင်းပဲတစ်ခုနှစ်ခုเนาะအဲ့ဆိုဒီကောင်ကို
4 under 10 under ဒီမှာကြည့်တစ်ခုနှစ်ခုဒီဘက်ကိုလည်းတစ်ခုနှစ်ခု okay ရနော်ဟုတ်တယ်တစ်ခုနှစ်ခုနောက်ပြီးပြီးရဒီကောင်ကိုဒီကနေတစ်ခုဒီဘက်ကနေတစ်ခုဒီ line ပေါ့နော်ဒီ line ပေါ့နော်အဲ့ဒါဆိုရင်ဒီကောင်ကို offset 10ဒီ diagonal ကတစ်ခုဒီ vertical ကတစ်ခုထိုးလေးလည်းကောင်းမယ်ဒီဘောကရပါပြီဒီကောင်ကိုတစ်ခုထားပါပဲနော်အကဲအဲ့ဒါလေးကိုမျက်လုံးနဲ့မြင်အောင်ကြည့်နော်နော်အဲ့ကောင်လေးကိုမျက်လုံးနဲ့မြင်အောင်ကြည့်အောင်အရင်ဦးဆုံးကျွန်တော်ကလေဒီလိုမျိုးကြီးဒီမှာကျန်ဒီလိုစဉ်းစားလိုက်နော်ဒီလိုအဝိုင်းအချုံပေါ့ဒီမှာတော့ချုံရနော်ဒီလိုအချုံလေးတွေနော်အဲ့အချုံလေးဆိုကျွန်တော်ဒီလိုလုပ်လိုက်မယ်လေဒီမှာသူ့ရဲ့ vertical sorry ဒီမှာတစ်ခုကျန်နေတယ်ဒီကောင်တစ်ခုကျန်နေ offset 10ဒီမှာတစ်ခုကျန်နေနော်ဒီဟုတ်ပါပြီဒီကောင်ကို vertical line သဘောထားပြီးတော့ဒီမှာလုပ်လိုက်နော်ဒါတွေဒါရိုးရောဟိုဟာတွေနော်ဒီ symmetry လိုမျိုး center လိုမျိုးဖြစ်ချင်လို့ကျွန်တော်ဒါလေး color လေးခွဲလိုက်အဲ့လာမှကျွန်တော်ကြည့်လို့လားနော်အဲ့ဆိုရင် okay ဒီမှာဒီအချုံနှစ်ခုခြုံချင်းလုံးစဖြစ်လက်နဲ့လေကျွန်တော်0နဲ့ခြုံလိုက်ပါဘူးနော် multiple လုံးမှာဒီနှစ်ခုလုံးဒီအထိတ်ကလေးတွေနော်ခြုံရမယ်ဆိုကျွန်တော် m နဲ့နှိပ်လိုက်ဒီမှာကြည့်ပါ m နှိပ်လိုက်ပြီးတော့ဒီမှာကြည့်ဒီအနီရောင် line ရဲ့ထိတ်ကလေးဖြစ်လာကလေးရနော်ဟုတ်အဲဒီလိုထိတ်တာပြီးလို့ရှိရင်ဒီမှာလေအခုဒီလိုမျိုးဒီမှာတော့ white ဒီလိုမျိုး white ပါလေနော်ဒီလို white တဲ့ဒီနေရာလည်းမရှိတော့ဒီနေရာလေးတော့ခြံထားတာအဲ့ဒါဒီနေရာကိုတခါတည်း fit လက်လုပ်နော် train လိုက် dr under နဲ့ဒီမှာကြည့်ဒီကြားထဲဒီလို white မဟုတ်နော်အဲ့လိုစဉ်းစားလိုက် okay ဒီနေရာဒီတိုင်းထားလိုက်နော်ညာခုနည်းလည်းကောင်းမယ်အောက်က white ကဒီကောင်အပြည့်လာတယ်ဒီကောင်လေးဒီလိုလာဒါဆိုဒီအပြည့်ကဒီလို white မယ်ဒီလို white မယ်ဒီလို white မယ်ဒီလို white ဒါမလို့ okay ရဒီဘက်ကဟာတွေမလို့တော့ဘူးနော်နေအောင်မှုတ်တဲ့ဟာကိုဒါဖြတ်လိုက်ရ okay ရပါပြီဒါရိုးတဲ့နဲ့တလီနော်ဖြတ်တဲ့နေတွေ select လုပ်တဲ့နေရာတော့ကိုကသိပြီးသားနော် okay easy ပဲလေဟုတ်ဒါအပြင်ကိုဒီလိုလုပ်ထားတာတွေ့တယ်ဒီလိုလုပ်ထားတယ်အော်မှဒီမှာဒီကောင်အထဲက okay ဒီကောင်လေးအရင်ဖြုတ်ချလိုက်နော်ဒီပထမဦးဆုံးကဒီလိုမျိုးလေဒီကောင်နဲ့ဒီကောင်အဲ့ဆိုဒီကောင်ကိုဖြုတ်ချလိုက်နော် tr n ဒါဖြုတ်ရဟောပြီးရင်ဒီကောင်ဒီလိုသွားမှာနော်အဲ့ဆို tr n နဲ့ဘာကိုဖြုတ်ဒါဆိုဒီကောင်လည်းဒီလိုဖြုတ်ဒါကတော့ရိုးတန်းတည်းလေးမှရပါဟုတ်တယ်မှန်ပါရဲ့နော်မျက်လုံးတော့နည်းနည်းလေးရှုပ်လိမ့်မယ်နော်တည်တယ်ရပါတယ်နော်ဟုတ်ပြီကဲဒါဆိုပြန်ပြီးတော့ဟိုဖြစ်သွားအောင်ကျွန်တော်ကဘာလုပ်မလဲ mesh property နဲ့အဖြူအောင်လေးတွေပြန်လုပ်လိုက်နော်ကဲပြီးပါပြီထားပါပဲဟုတ်တယ်မှန်ပါရဲ့နော်တည်တယ်အားပဲလေအဲ့ဒီကောင်ကျွန်တော်ဘာလုပ်မလဲ array polar array မှာကျွန်တော်တို့က2မျိုးအမှန်တကယ်တော့ဒီမှာတော့3မျိုးပေါ့ဗျာ3မျိုးတော့ path array တွေပါရှိတော့အဲ့မှာ3မျိုးမှာကျွန်တော် polar array လုပ်ရမယ်အဲဆိုတော့ center တစ်ခုကို center ကိုမူပြီးတော့သူ့ပတ်လည်းလုပ်မယ်ဆိုတော့ polar array နဲ့လုပ်ရမယ်ကဲ polar array command ပေးလိုက်ပြီးလို့ရှိရင် select object ကဲဒီကောင်လေးပဲကျွန်တော် windows select နဲ့လုပ်လိုက်ကြည့်ပါပြတာနော်ဒါအခု windows select ကတိတဲ့အတိုင်းမှာပဲအားလုံးကိုနော်ဟိုအားလုံးအပြည့် object တွေကိုပဲ select လုပ်ပေးပါတယ်နော် follow ကန့်လန့်ဟာတွေကိုမလုပ်ပေးပါဘူးနော်အလိုက်သေးထားပါ okay ရပြီ pay enter နှိပ်မယ် array လုံးမဲ့ center point ကဒီကောင်မှာ click ရဲတာနှိပ်ပါ okay သူ့ရဲ့ item က6ခုမဟုတ်ပါဘူးကျွန်တော်လိုချင်တာ3ခုနော်3လို့နှိပ်လိုက်ရဒါပါပဲပြတယ် pay associate မလို့တော့ကျွန်တော် associate ဖြုတ်ထားလိုက်မယ် associate ဆိုရင်တော့ကောင်းတော့ကောင်းပါလေဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လို့ဆိုတော့ associate ကတကယ်လို့ preview ဟိုပါပေါ့မှားပါလို့ရှိရင်ပြန်လို့ရအခုကကိုကအမှန်နေပြီဆိုတော့ associate မလုပ်ထားဘဲနဲ့ပဲ close array လုပ်ချလိုက်နော်နော် page လေးနဲ့တော်တော်မှတ်ရနော်နော်ဒါကကျွန်တော်တို့လိုချင်တဲ့နေရာပဲပုံလေးပါနော် okay ကဲဒါလေးကြည့်ပြီးတော့အားလုံးဘိုးသူရရမလို့ထင်ပါတယ်နော်ကဲအားလုံးကျေးဇူးတင်ပါနော်